ခင်ဗျားအာရန်နာတဲ့လူတယောက်လားအဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးလေးကြည့်လိုက်နော်အာနာတတ်တဲ့အကျင့်ဆိုတာဖြောက်ရအရန်ခက်တဲ့ထဲမှာပါတယ်ကျွန်တော်ဒီဗီဒီယိုမှာဘယ်လိုမျိုးအဲ့ဒါကိုပြင်ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်မျှဝေပေးချင်ပါတယ်ပထမအဆုံးကျွန်တော်တို့ကအဲ့လိုမျိုးအာနာတတ်တဲ့လူတယောက်ဖြစ်လာရတယ်ဆိုတဲ့အကြောင်းလေးနည်းနည်းပြောပြချင်ပါတယ်အဓိကကျွန်တော်ရဲ့ experience အရဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ဒီယဉ်ကျေးမှုတွေမှာကျွန်တော်တို့ငယ်တုန်းကလိမ်မာတဲ့ကလေးတွေပဲဖြစ်ဖို့သင်ခဲ့ပြီးတော့ဒါပေမဲ့ကိုယ့်ကိုဘယ်လိုမျိုးစီးပေါင်တွေထားပြီးတော့ကာကွယ်ရမယ်ဆိုတဲ့ဥစ္စာကိုဘယ်သူမှမသင်ပေးခဲ့ဘူးဒုတိယအချက်အနေနဲ့ကျွန်တော်တို့ကြီးလာတဲ့အချိန်မှာလည်းလူတွေကိုပြန်မပြောနဲ့လက်ခံလိုက်တီးခံလိုက်ဆိုပြီးတော့မှအဲ့လိုမျိုးစကားတွေကိုအမြဲတမ်းကြားခဲ့ရတယ်ဆိုရင်အခုချိန်မှာသူများကိုမငင်းနိုင်တာလည်းမဆန်းပါဘူးပေါ့နော်တတိယချက်အနေနဲ့ကျွန်တော်တို့မျိုးလူတွေကကျင်နာမှုတရားဆိုတဲ့ဥစ္စာကအရာအားလုံးကိုတီးခံလက်ခံပေးရမယ်ဆိုပြီးထင်ကြတယ်တကယ်တမ်းအဲ့ဒါလုံးဝမဟုတ်ပါဘူးအဲ့ဒါကိုယ့်ကိုဖျက်ဆီးနေတဲ့ဟာနဲ့တူတူပါပဲနောက်ပြီးတော့လူတွေကအားနာတဲ့ဥစ္စာကိုပြင်ရမှာတည်ရဒါပေမဲ့ပြင်လို့မရတဲ့အကြောင်းရင်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါက၃ခုကျွန်တော်ပြောပြမယ်ဆိုရင်ပထမတစ်ခုကကျွန်တော်တို့ကကျင်နာမှုတရားနဲ့အားနာတဲ့ဥစ္စာနှစ်ခုသွားရောပလိုက်တာပေါ့နော်ကျင်နာမှုတရားကလူတွေပေါ်ကောင်းလို့ရတယ်ဒါပေမဲ့ကိုရီးယားစီးပေါင် boundary ထားပြီးတော့မှကြော်ခွင့်တော့ပေးလို့မရဘူးပေါ့နော်နောက်တစ်ခုကကျတော့လူတိုင်းရဲ့ခံစားချက်တွေကိုလိုက်ပြီးတော့မှထမ်းနေတာခင်ဗျားတော့လူတိုင်းကိုအဆင်ပြေအောင်ဆိုပြီးလိုက်ကြည့်ပေးတယ်ထင်နေတာဒါပေမဲ့ခင်ဗျားပြန်စဉ်းစားကြည့်ကျွန်တော်တို့ကကိုယ့်ကိုယ်တောင်ထိတ်ခဲမလုံနိုင်တဲ့အချိန်မှာကြံတဲ့လူတွေကိုဘယ်လိုမျိုးသွားပြီးဂရုစိုက်နိုင်မလဲပေါ့နော်ဒီဟာကလည်းကျွန်တော်ရဲ့အမားကြီးမားတဲ့တစ်ခုလို့ပြောလို့ရပါတယ်နောက်တစ်ချက်ဆိုရင်ကိုယ့်ရဲ့အတန်ဖိုးကိုကောင်းကောင်းမသိသေးတဲ့လူတွေဒါကြောင့်မို့လို့ကိုဘာလုပ်ရမယ်မလုပ်ရဘူးဆိုတဲ့ဥစ္စာကိုအခြားလူတွေကိုပဲဆုံးဖြတ်ခွင့်ပေးထားတာပေါ့လူတွေကတယောက်နဲ့ဖြတ်တန်းလာတဲ့ပုံစံတွေကြုံခဲ့ရတဲ့အခြေအနေတွေဘဝတွေအားလုံးကမတူကြပါဘူးအဲ့တော့ဘယ်ချိန်မှစပြောင်းလဲမလဲဆိုတဲ့ဥစ္စာတော့တယောက်နဲ့မတူပါဘူးအဲ့ဒီအားနာတတ်တဲ့အချင်းဟာပြောင်းကျင်တိုင်းလည်းမပြောင်းလဲကြဘူးနောက်ဆုံးအဲ့ဒီနာကျင်မှုကိုခံစားရတဲ့အချိန်ကျမှကျွန်တော်တို့ကစပြီးပြောင်းလဲတာပုံမှန်အားဖြင့်ပထမတစ်ခုတွေနဲ့ဆိုရင်လူတွေအမြဲတမ်းတက်နေတာခံရလို့ကိုယ့်ရဲ့ limit ကိုထိသွားတဲ့အချိန်ဒုတိယအချက်အနေနဲ့ဆိုရင်ကိုယ့်ရဲ့လက်ရှိပုံစံကကိုယ့်ရဲ့အနာဂတ်ကိုစပြီးဖျက်ဆီးတော့မယ်ဆိုတဲ့ဥစ္စာကိုမြင်လာတဲ့အချိန်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့အားနာတဲ့အကျင့်တွေကြောင့်မို့လို့ဘယ်လိုမျိုးဆိုးကျိုးအကျိုးဆက်တွေကိုရတော့မလဲဆိုတဲ့ဥစ္စာကိုစပြီးတော့မှမြင်လာတဲ့အချိန်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီအကျင့်ကိုဘယ်လိုမျိုးပြောင်းရမလဲပေါ့ကျွန်တော်အတွေ့အကြုံအရအကြံပြုပေးရမယ်ဆိုရင်ပထမအဆုံးကိုယ့်ကိုမေးကြည့်ပါအခုချင်းနေကြတဲ့လူတွေလည်းရှိမှာပါကိုယ့်ဘဝမှာဖြစ်ရှင်တဲ့အရာတွေကိုဘယ်လိုမျိုးလူပုံစံဖြစ်ရှင်တယ်လဲဘယ်လိုမျိုးဘဝကိုပိုင်ဆိုင်ခြင်းတယ်လဲစသည်ကိုလိုချင်တဲ့အရာတွေကိုပြန်ဆန်းစစ်ကြည့်ပေါ့နောက်ပြီးတော့အဲ့ဆန်းစစ်ပြီးရရတဲ့အရာကနေကိုယ့်ကိုပြန်မေးရမှာကအကျိုးဆက်တွေကိုပါပြောရမယ်ဆိုရင်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာအရန်လိုက်ပြီးတော့နေရာဆုံးမှာအားနာတတ်တဲ့ list ကိုချရေးကြည့်အဲ့ဒီချရေးပြီးတော့ရင်အကယ်၍ငါဒီတိုင်းပဲဆက်လုပ်နေအောင်မယ်ဆိုရင်နောက်6လနောက်1နှစ်3နှစ်5နှစ်နောက်ဆုံးကျရင်ကိုကဘလို့ပုံစံမျိုးဖြစ်သွားမလဲဆိုတာလေးကိုတစ်ချက်ပြန်တွေးကြည့်ပါဒီအချင်းကိုပြင်ဖို့အတွက်လမ်းညွှန်အနေနဲ့ကျွန်တော် guideline လေးလုပ်ပေးထားပါတယ်အဲ့ဒါကိုကျွန်တော်ရဲ့ page ရဲ့ link ထဲမှာဝင်ရောက်ပြီးတော့မှသွားယူလို့ရပါတယ်ဒီအားနာတတ်တဲ့အချင်းကဘလောက်ပြင်ရခက်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နားလဲပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့ဘူးလို့ပါအဲ့ဒီကျွန်တော်ပေးထားတဲ့ guideline လေးနဲ့တစ်ချက်ပြန်လဲသုံးသပ်ပြီးတော့မှဘယ်လိုမျိုးခံစားရလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့ဒီဗီဒီယိုမှာပြန်လာပြီးတော့ comment မှာတစ်ချက်ပြန်လဲမျှဝေပေးခဲ့ပါဦးနော်